ဦးဇင်းတို့ကဘဝမှာကောင်းမွန်တဲ့အရာတွေအနှစ်သာရရှိတဲ့အရာတွေကိုပိုင်ဆိုင်ခြင်းကြတယ်ဒီလိုပိုင်ဆိုင်မှုရအတွက်ကိုလည်းပဲကြိုးစားအားထုတ်ကြတယ်ကြိုးစားအားထုတ်တော့အမှန်တကယ်အနှစ်သာရရှိတဲ့အရာတွေကိုရသလားဆိုတော့မသေးကြပါဘူးဘာလို့လဲဆိုတော့ဦးဇင်းတို့ရဲ့ထင်မြင်ယူဆချက်တွေဟာမမှန်ကန်နိုင်လို့ပါပဲကိုကအနှစ်သာရရှိတဲ့အရာကောင်းတဲ့အရာရဲ့လို့ထင်မြင်ပြီးတော့ရရှိအောင်ကြိုးစားအားထုတ်နေမယ်လို့အဲ့ဒီအရာဟာအနှစ်မဲ့တဲ့အရာဖြစ်ခြင်းဖြစ်နေနိုင်ပါတယ်ထို့တူပဲကိုကအနှစ်မဲ့တဲ့အရာဆိုပြီးတော့လစ်လျူရှုထားတဲ့အရာတွေကလည်းပဲကောင်းမွန်တဲ့အနှစ်သာရရှိတဲ့အရာတွေဖြစ်နေနိုင်ပါတယ်ဒီလိုရည်လိုက်ငားလိုက်လွဲသွားပြီဆိုရင်ဦးဇင်းတို့ဟာဘဝမှာတကယ်နှစ်သာရရှိတဲ့အရာတွေကိုရရှိနိုင်မှာမဟုတ်တော့ပါဘူးဒီတော့ပထမဦးစွာအနေနဲ့ဦးဇင်းတို့ဟာကိုယ့်ရဲ့ထင်မြင်ယူဆချက်တွေမှန်ကန်စေဖို့အရေးကြီးပါတယ်ဘယ်အရာကတော့အနှစ်သာရပဲဘယ်အရာကတော့အနှစ်မဲ့တဲ့အရာအကပဲဆိုတာကိုကိုယ်ပြပြသိမြင်ဖို့လွယ်ပါတယ်အနှစ်သာရရဲ့သဘောတရားဆိုတာကတော့တန်ဖိုးကြီးတယ်လေးနက်တယ်ကြာရှည်ခိုင်မြဲတဲ့သဘောရှိတယ်အနှစ်မဲ့တဲ့အကရဲ့သဘောတရားကတော့တန်ဖိုးနည်းတယ်အပေါ်ယံသဘောသာလင်ဖြစ်တယ်ကြာရှည်တည်တတ်မှုလည်းပဲမရှိဘူးထို့တူပဲဦးဇင်းတို့ဘဝမှာတခဏအတွက်လောက်သာလင်ကောင်းပြီးတော့ရေရှည်မှာကိုယ့်အတွက်အကျိုးကျေးဇူးမများနိုင်တဲ့အရာတွေရှိပါတယ်ဥပမာအဖြစ်အရက်သေးစားလောင်ကစားမိန်းမစတဲ့အပျော်ပါလိုက်စားမှုတွေဒါတွေကခဏတာအတွင်းမှာတော့ပျော်ရွှင်စရာကျဉ်းတဲ့စရာကောင်းတယ်ဆိုပေမဲ့ရေရှည်မှာကိုယ့်အတွက်ဆိုးကျိုးဖြစ်စေနိုင်တဲ့အရာတွေဖြစ်ပါတယ်ပေါ်ရန်လှပနဲ့ဂုဏ်သိက္ခာနာမည်ကျော်ကြားလူကြိုက်များမှုတွေဒီအရာတွေကလည်းပဲခဏတာအတွက်လောက်ပဲကောင်းပြီးတော့ရေရှည်မှာကိုယ့်အတွက်တကယ်အကျိုးမရှိနိုင်ပါဘူးနောက်ဆုံးအနေနဲ့ပြောရရင်ငွေကြေးစည်းစိမ်ဥစ္စာနဲ့မိမိရဲ့ခန္ဓာကိုယ်တော်မှတကယ်အနှစ်သာရရှိတဲ့အရာမဟုတ်ပါဘူး။ဘာလို့လဲဆိုတော့ဒီအရာတွေကိုဦးဇင်းတို့တွေဟာတကယ်မပိုင်ရပါဘူး။ကိုယ်မပိုင်တဲ့အရာတွေဟာဒါအနှစ်သာရရှိတဲ့အရာတွေမဖြစ်နိုင်ပါဘူး။အနှစ်သာရရှိတဲ့အရာတွေကတော့ဘာတွေလဲဆိုရင်သီလလို့ဆိုတဲ့ကိုယ်ကျင့်တရားကောင်းမွန်မှုတမာတိလို့ဆိုတဲ့စိတ်တည်ငြိမ်မှုနဲ့အဲ့ဒီပုံမှာအခြေခံပြီးရရှိလာတဲ့စိတ်ပိုင်းဆိုင်ရာရည်သွေးတွေတိုးတက်အောင်လှုပ်ဆောင်မှုပညာဆိုတဲ့အရာကိုဆင်ခြင်သိမြင်တတ်တဲ့အသိဉာဏ်ဒီတရားတွေကတော့လက်ရှိပိုင်ဆိုင်နေစဉ်အတွင်းမှာရောနောင်ကာလအချိန်တွေအထိပါကိုယ့်ဘဝအတွက်တကယ်အကျိုးရှိစေမယ့်အရာတွေဖြစ်လို့မို့အနှစ်သာရရှိတဲ့အရာတွေပဲဖြစ်ပါတယ်ဒီလိုမျိုးအနှစ်ရှိအနှစ်မဲ့ဆိုတဲ့သဘောတရားတွေဟာနေရာတိုင်းကဏ္ဍတိုင်းမှာရှိနေပါတယ်ဒီအရာဟာတခဏတာအတွက်လောက်ပဲလားရေရှည်မှာကိုယ့်အတွက်အကျိုးရှိစေနိုင်မယ့်အရာလားဆိုတာကိုကြွဲကြပြီးတော့သိမြင်ကြမှသာလျှင်တကယ်အနှစ်သာရရှိတဲ့အရာတွေကိုဦးဇင်းတို့ကရရှိနိုင်မှာဖြစ်ပါတယ်အဲ့လိုမျိုးထင်မြင်ယူဆချက်တွေမှန်ကန်ဖို့ရအတွက်အရေးကြီးတဲ့အချက်ကိုဘုရားရှင်ကိုရောမြတ်ကထပ်ပြီးတော့ဟောကြားထားပါတယ်ထင်မြင်ယူဆချက်တွေလွဲမှားကြတယ်ဆိုတာဟာမိစ္ဆာသင်္ကပ္ပဂောစရာမှားယွင်းတဲ့အတွေ့အကြံတွေကြောင့်ဖြစ်တယ်မှားယွင်းတဲ့အတွေ့အကြံတွေကိုတွေးကြံနေပြီဆိုရင်သိမြင်လာတဲ့အသည့်အမြင်ယူဆချက်တွေကလည်းပဲမှားယွင်းတဲ့ယူဆချက်တွေပဲဖြစ်နေမှာဖြစ်ပါတယ်လို့ဆိုလိုတာပါမှားယွင်းတဲ့အတွေ့အကြံတွေဆိုတာဘာတွေလဲဆိုရင်ကာမဝိတ္တလို့ဆိုတဲ့လူကျင်မှုနဲ့ဆိုင်တဲ့အတွေ့တွေဒီအတွေ့တွေကိုထက်ကတွေးနေပြီဆိုရင်ငါရဖို့သာလင်လိုရင်းပဲကျန်တဲ့သူဘလို့နေဆိုတဲ့အယူဆတွေကိုအမှန်လို့မြင်လာတယ်ဗျာပါဒဆိုတဲ့မကျေနပ်မှုဒေါသနဲ့ဆိုင်တဲ့အတွေ့တွေကိုတွေးပါများလာပြီဆိုရင်လက်စားချေမှုရန်ကိုရန်ချင်းတုံနေမှုတွေဟာမှန်ကန်တယ်ဆိုတဲ့ယူဆချက်တွေဖြစ်ပေါ်လာတယ်ဝိန္ဒဝိတ္တဆိုတဲ့သူတစ်ပါးကိုညှဉ်းပန်းနှိပ်စက်လို့တဲ့အတွေ့တွေထက်ကတွေးလာပြီဆိုရင်လည်းပဲကြီးနိုင်ငယ်ညင်ဝါဒဟာမှန်ကန်တဲ့ယူဝါဒပဲလို့ယူဆချက်တွေဖြစ်ပေါ်လာပါတယ်တမ္မာသင်္ကပ္ပလို့ဆိုတဲ့မှန်ကန်တဲ့အတွေ့အကြံတွေကရောဘာတွေလဲဆိုရင်နိက္ခမ္မဝိတ္တလို့ဆိုတဲ့မလိုချင်မှုစွန့်လွတ်မှုနဲ့ဆိုင်တဲ့အတွေ့တွေအာဗျာပါဒဝိတ္တလို့ဆိုတဲ့မကျေနပ်မှုဒေါသရဲ့ဆန့်ကျင်ဘက်အခြားသူတွေကိုကောင်းကျိုးတရားဖြစ်ထွန်းစေလိုတဲ့မေတ္တာတရားနဲ့ဆိုင်တဲ့အတွေ့တွေအဝိဟိန္ဒဝိတ္တလို့ဆိုတဲ့ညှဉ်းပန်းနှိပ်စက်မှုရဲ့ဆန့်ကျင်ဘက်ကျင်နာတနာမှုကရုဏာနဲ့ဆိုင်တဲ့အတွေ့တွေဒီအတွေ့တွေကမှန်ကန်တဲ့အတွေ့တွေပဲဖြစ်ပါတယ်ဒီလိုမျိုးမှန်ကန်တဲ့အတွေ့အကြံတွေကိုတွေးကြံကြမှသာလျှင်ဦးဇင်းတို့ရဲ့ထင်မြင်ယူဆချက်တွေကလည်းပဲမှန်ကန်လာမှာဖြစ်ပါတယ်မှန်ကန်တဲ့ထင်မြင်ယူဆချက်တွေနဲ့ကြိုးစားအားထုတ်တဲ့အခါမှာတော့ဦးဇင်းတို့တွေဘဝမှာတကယ်ကိုအနှစ်သာရရှိတဲ့အရာတွေကိုရရှိပိုင်ဆိုင်နိုင်ကြမှာပဲဖြစ်ပါတယ်ဒီတော့ဦးဇင်းတို့ဟာနေကြရတဲ့ခဏတာဘဝအတော်အတွင်းမှာ
ကိုယ့်အတွက်တကယ်အကျိုးရှိတဲ့အနှစ်သာရရှိတဲ့အရာတွေကိုရရှိပိုင်ဆိုင်နိုင်မှုဆိုရင်ပထမအချက်အနေနဲ့ဦးဇင်းတို့ရဲ့အတွေးတွေကိုမှန်ကန်အောင်ယူဆိုင်ကြရမယ်မှန်ကန်တဲ့အတွေးတွေကတစ်ဆင့်ပေါက်ဖွာလာတဲ့မှန်ကန်တဲ့အမြင်တွေကိုအခြေခံပြီးတော့စူးစမ်းအားထုတ်ကြမယ်ဆိုရင်ဘဝမှာအနှစ်သာရရှိတဲ့ကောင်းမွန်တဲ့အရာတွေကိုပိုင်ဆိုင်နိုင်ကြမှာပဲဖြစ်တယ်ဆိုတာကိုဒီကာရတော်မှာဘုရားရှင်ကိုရောမြတ်လမ်းညွှန်ဟောကြားထားခြင်းဖြစ်ပါတယ်အားလုံးလည်းပဲဘဝမှာကောင်းမွန်တဲ့အနှစ်သာရရှိတဲ့အရာတွေကိုရရှိပိုင်ဆိုင်အောင်စူးစမ်းအားထုတ်နိုင်ကြပါစေ။